င်္ဂလာပါဟဲ့မင်္ဂလာပါပြောနေပြန်ဖြေလေမင်္ဂလာပါကျွန်တော်ကင်မနိုင်ပါရှင်းတဲ့စကားပြောတာဝမ်းသာပါတယ်နော်အခုမြန်မာစံတော်ချိန်7:19မိနစ်ရှိပါပြီရှင်ဒီနိုင်ရွာတဲ့ဘာလို့ဖို့အောက်ဆီဂျင်ရှိပါသလဲဟဲ့ဘယ်မြန်မာနာရီ12နာရီ19လဲကိုရီးယားမှာတော့ကိုရီးယားအချိန်လေးမြန်မာအချိန်မဟုတ်ဘဲနဲ့နာရီလေးတောင်တခြားမကြည့်တတ်ဘူးဟုတ်ပါပါဗျာကျွန်တော်မားသွားပါပြီနော်ကိုရီးယားစံတော်ချိန်7:19မိနစ်ရှိနေပါပြီအခုမြန်မာစံတော်ချိန်7:19မိနစ်ရှိပါပြီရှင်ဒီနိုင်ရွာအတွင်းဘာလို့ဖို့အစီအစဉ်ရှိပါသလဲဘာလို့ကမှမသိဘူးအဲ့ဒါအကြံဉာဏ်လေးပေးအောင်ဒီအချိန်မှာဘာလို့ရမှမသိရင်ကျွန်တော်အကြံဉာဏ်ပေးပါမယ်အခုကိုရီးယားမှာနေတဲ့ကြာချိန်မှာကိုနဲ့တူတူနေတဲ့တငယ်ချင်းရှိရင်စကားပြောလို့ရပါတယ်ဒါမှမဟုတ်ကိုရီးယားဘာသာစကားလေ့ကျင့်ဖို့လည်းအချိန်ယူလို့ရပါတယ်ရှင်ဘလို့အစီအစဉ်ဆွဲချင်တယ်လဲကိုရီးယားစာခုနကလေ့လာပွားပြီးတူတူနေတဲ့တငယ်ချင်းကလည်းမအားဘူးဂိမ်းဆော့နေလို့ကိုရီးယားစာလေ့လာပြီးဆိုတော့ဘယ် level ရောက်နေပြီလဲအခြေခံလားဒါမှမဟုတ်နည်းနည်းတက်နေပြီလားကိုရီးယားစာနည်းနည်းတက်နေပြီမဟုတ်ဘူးငါပြင်းလို့ဘာလောက်ကမလဲလို့မေးတာပြင်းလို့ပြင်းနေရဲဆိုတော့ပြင်းပြအောင်လို့ဖို့လေးလန်းတီပြောပြမယ်နော်ကိုရီးယားစာလေ့လာနေရင်လည်းပြင်းလာရင်ကိုရီးယားစချင်းနားထောင်တာဒါမှမဟုတ်ကိုရီးယားစာလမ်းတွဲကြည့်တာလို့မျိုးလောက်ကြည့်ပါလားအဲ့လာတွေကပြင်းပြစေတဲ့အပြင်ကိုရီးယားဘာသာစကားလေ့လာဖို့လည်းအထောက်အကူဖြစ်စေတယ်နော်ရှင်ဘလုံးနီလန်းကိုစိတ်ဝင်စားမလဲအဲ့ဆိုရင်အခုလက်တလောလေးဘာတချင်းနာမည်ကြီးနေလဲဒီကနေ့ကိုရီးယားမှာနာမည်ကြီးနေတဲ့တချင်းတွေအများကြီးရှိပါတယ်ဥပမာမြူးချင်းတဲ့တချင်းတွေကလူကြိုက်များနေစေပါပဲဟုတ်ရှိဘတော့ခန်းစားချက်အမျိုးအစားတချင်းကိုနားထောင်ခြင်းလဲအခုနံပါတ်1ဖြစ်နေတဲ့တချင်းကွာ Apple Music တို့ဘာလို့မှာဘာတချင်းရှိလဲ현재 애플 뮤직 한국 차트에서 1위를 차지하고 있는 곡에 대해 자세히 알려드릴게요. 제가 정확한 차트 정보를 확인한 다음 한국에서 가장 인기 있는 곡이 무엇인지 말씀드릴게요.မြန်မာလိုပြောပြပါကိုရီးယားလိုမပြောပါနဲ့မြန်မာလိုလေးအားရပါနားထောင်ခြင်းလို့ဟုတ်ပါပြီမြန်မာလိုပဲပြောပါမယ် Apple Music Korea Chart မှာနံပါတ်1နေရာရယူထားတဲ့သချင်းကိုကျွန်တော်ရှာကြည့်လိုက်ပါဦးမယ်နော် Okay မကြားနဲ့နော်sorry ပါနော်အခုလက်ရှိ Apple Music Korea Chart မှာနံပါတ်1ရရှိထားတဲ့သချင်းကိုကျွန်တော်ရှာမတွေ့မိဘူးထင်တယ်လို့တခြားဗာများကူညီပေးရအောင်မလဲတော့အမသုံးစားမရဒါလေးခိုင်းနေတာငါဘာသာကရှာရင်တော့အခုရနည်းနည်းကိုခဲဖြစ်နေပြီဘယ်လိုလုပ်ရှာလို့မရ죄송해요. 제가 한국어 표현을 제대로 이해하지 못했어요. 너 아마 동사 아니야는 한국어로 무슨 뜻인가요? 그리고 다섯 바닥나 샤인에는 정확히 어떤 의미? 또 내가 사람 여러가 세이소 와. 아 페이소 도아빙 하우 라마 코네. 좀 더 자세히 설명해 주시면 감사하겠습니다. 코리아로 뭐 표현해 로 표현해.